တကယ်ကျွန်တော်တို့ပင်ကလာပါဆရာဒီနေ့သင်ခန်းစာတိတ်ကိုထပ်ပြီးတော့ညရင်မှာဖြစ်ပါတယ်။ဟောဒီနေ့သင်ခန်းစာတော့ဆရာတို့ဘဝ1တွေကိုတုံးပြီးတော့စကားပြောမှာဖြစ်ပါတယ်။အရင်ကသင်ခန်းစာမှာဆရာကစကားလုံးတွေကိုသိတယ်ဆိုစကားပြောလို့ရတယ်ပြောရနော်။အဲ့တော့အဲ့ဒီစကားလုံးသုံးလို့ဆရာတို့ဘယ်လိုမျိုးစကားပြောမလဲ။စကားလုံးထဲမှာဆရာတို့ကရိယာတွေသုံးမှာပေါ့နော်။ verb တွေသုံးမှာဘဝ1တော့ဘဝ1ဖြစ်ပါတယ်။အဲ့တော့လုံးပါမလုံးနဲ့ဥပမာဖြင့်သွားပါမသွားနဲ့ဒါနူနာဒါဆိုရင်လာပါမလာနဲ့ can don't can နော်ဒါဆိုရင်ကုညီပါ have don't have မကုညီနဲ့ချင်းဆိုပါ sing don't sing ပေးပါ give don't give အဲ့လိုမျိုးဘာဝနေအများကြီးကိုဆရာတို့ကရှာဖွေပြီးတော့ကိုယ့်ရဲ့စကားပြောမှာစပြီးတော့လေ့ကျင့်ကြည့်ပါအဲ့တော့ဒီနယ်ဆုံးတဲ့ကိရိယာတွေသုံးပြီးတော့စကားလွယ်လွယ်စပြောမယ်ကိုယ့်ရဲ့ဒီနှုတ်ကားတွေတော့အလေ့ကျင့်ဖြစ်အောင်ကြိုးစားရမှာဖြစ်ပါတယ်အဲ့တော့လာပါ can လာနဲ့ don't can အဲ့တော့ဖွင့်လိုက်ပါ open ဖွင့်ပါနဲ့ don't open ဘယ်မှာကိုဖွင့်လိုက်ပါ open the window တကားကိုပြလိုက်ပါ close the door okay အဲ့တော့ဘယ်လိုမျိုးလေ့ကျင့်ရမှာလဲဆိုရင်ညီမလိုလွယ်ကူစာကြောင်းတွေရေးလိုက်ဥပမာဖြင့်ကိုရတဲ့စာကြောင်းတွေပေါ့နော်ကိုအတွက်လေ့ကျင့်ဖို့လွယ်မဲ့စာကြောင်းအကြောင်း20 30အဲ့ဒါကိုရေးပြီးတော့ဆရာတို့လေ့ကျင့်မယ်ဥပမာဖြင့်ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်ဖွင့်လိုက်ပါမဖွင့်ပါနဲ့ဒီလိုမျိုးမြန်မာလိုစာကြောင်းတွေကိုကိုယ့်အတွက်လွယ်ကူစေတဲ့မြန်မာလိုစာကြောင်းတွေကိုအများကြီးချရေးပါပင်အင်းလို့နှုတ်ကနေတောက်လျှောက်ရွတ်ပါဖွင့်လိုက်ပါ open မဖွင့်နဲ့ don't open နောက်တစ်ဆင့်အဲ့လိုမျိုးရပါရင်ဆရာနည်းနည်းလေးဆွဲဆန့်ပါနော်ဘယ်လိုသွားမလို့ဆရာတို့ကတကားကိုဖွင့်လိုက်ပါဒါဆိုရင် open the door ဒါမှမဖွင့်နဲ့ don't open the door ပထမတစ်ဆင့်ဒီဆရာတို့က open don't open နည်းနည်းလေးဆရာတို့ဆွဲဆန့်မယ် open the door don't open the door okay ဒါဆိုတော့ဒီလိုမျိုးနမူနာစာကြောင်းတွေအများကြီးကိုကိုယ့်တာကိုချရေးပြီးတော့လေ့ကျင့်ကြည့်ပါဘလွယ်ကူဆုံးနည်းလမ်းနေပြီးတော့ကိုယ့်ရဲ့ဒီဗဇက်ကထွက်တဲ့အင်္ဂလိပ်လိုထွက်တဲ့အလေ့ကျင့်တွေကိုရရှိစေမှာဖြစ်ပါတယ်အဲ့တော့ရအောင်လေ့ကျင့်ကြည့်ပါနော်ကျေးဇူးတင်ပါတယ်